တင်တယ်ဒီဘက်ကိုကျဒီဘက်ကိုကျဒီရှင်မင်းတော်ကိုကျတော့ကိုဘုရားကမသွားနဲ့ကိုတက်လာကျတဲ့ကိုဒီဘက်ကိုကျပါဒီဘက်ကိုကျပါအားလုံးကျေးဇူးတင်ပါတယ်လို့ဘုရားကိုထိခိုက်မှာဆိုတဲ့အတွက်ကြောင့်ဒီဘက်ကိုလာကြည့်ရမှာဖြစ်ပါတယ်အားလုံးဘုရားကိုထိခိုက်မှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဘက်ကိုလာကြည့်ပြပါလို့အားလုံးကျွန်တော်တို့ပတ်စံကျဲတဲ့တပင်းမင်းများခင်ဗျာကျွန်တော်တို့ဘုရားကြီးကိုထိခိုက်ပျက်စီးမှာဆိုတဲ့အတွက်ဒီဘက်မှာပဲကျေးဇူးပေးထားပါတယ်ပြီးရင်ဒီတော်သာရမှနေတဲ့ဥချိုတော်တည်းမိသားစုကနေပြီးတော့ရှင်မုံဝင်လုံးကထပ်မှကျဲအောင်မှာဖြစ်ပါတယ်အဲ့လိုကျဲတဲ့နေရာမှာလည်းတဦးနဲ့တဦးမကိုင်းမိဖို့ရေဦးစားပေးပြီးတော့ကကျွန်တော်တို့အောက်ကပေးကြဖို့လေလေးစားစွာမေတ္တာရက်ခံပါတယ်